နော်အဲ့မှာဆရာမဘယ်လိုမျိုးဒီခက်ခဲကိုကြော်လွားခဲ့ရလဲဆိုရင်အဲ့လိုအရန်ဖြစ်တော့အိုးမှလည်းကိုရခဲရမရှိနီးတွေတော်တော်များလဲရှာဖတ်ပြီးတော့လုတ်ပြီးပြီပေါ့နော်ညစ်လားဆိုလဲညစ်တယ်ပါဝါပန်းပင်းဆိုလဲပါဝါပန်းပင်းနေလဲလုတ်တာပဲညဆိုလဲအချိန်နဲ့ထပြီးညစ်အဲ့လိုမျိုးမျိုးစုံတွေကစူးစမ်းခဲ့တယ်ပေါ့နော်အဲ့ဒါမှနိုးကမလောက်ဘူးပေါ့နော်မလောက်တဲ့အပြင်နည်းနေပေါ့တခါတိုးနည်းနည်းတော့တိုးလာပါတယ်ဒါပေမဲ့လိုသလောက်မရအောင်ပေါ့နော်ကိုမိခင်အများစုကလည်းကိုကလေးကိုများတိုက်ချင်ကြတာတဘာဝပဲပေါ့နော်ကိုဝိတ်တက်တယ်စီးကောင်းသွားတယ်ဝန်းသွားတယ်ဆိုပေမဲ့ဒါဆိုရင်မိခင်တို့လုံလောက်တယ်လို့တော့သတ်မှတ်ပါတယ်ဒါပေမဲ့တွေကတော့လောဘလို့ပဲပြောရမှာပေါ့နော်မိခင်တိုင်းတွေ့ပါတယ်ချို့တွေဆိုရာကြော်ထွက်နေရတော့မှခလေးနိုးမလောက်ဘူးတွေပါတယ်ပြောကြတယ်ပေါ့နော်ကိုကအဲ့ချိန်မှာ10ခန်းတောင်မှတအောင်စားနောင်စားအနိုင်ပေါ့နှစ်ဖက်ညင်တော့မှအဲ့လိုမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့တာပေါ့နော်ဒါကြောင့်မလို့မိခင်တိုင်းကတော့နှုတ်ထွက်များချင်ကြတယ်အဲ့တော့ဆရာမလည်းအဲ့ချိန်မှာအရန်ကိုကူရကြရမယ်ဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်တော့အဲ့တော့နောက်ဆုံးတော့ဘလို့ဘာမရတဲ့အဆုံးကျမ lactation consultant နဲ့ဆွေးနွေးမယ်ဆိုပြီးတော့ရှာတယ်ပေါ့နော်ဒီနိုင်ငံခြားဟာတွေကျတော့ဒီ language barrier နဲ့ဆိုတော့အားမရဘူးပေါ့နော်ကိုဖြစ်တာတွေပြောဖို့အတွက်အဲ့ဒါရှာတော့ဒီဒိုမီတာစုလေး channel မှာဒီ international certified lactation consultant ရှိတယ်ပေါ့နော်ဒါမြန်မာဆရာမြန်မာကပဲပေါ့နော်သူ US မှာပေါ့လက်ရှိကတော့ US မှာဒါပေမဲ့မြန်မာစကားပြောတယ်သူပဲပေါ့နော်အဲ့တော့သူနဲ့ဆွေးနွေးလို့ရဆိုတော့ကျွန်မဆွေးနွေးဖြစ်လိုက်တယ်ပေါ့နော်အဲ့မှာပဲကျွန်မဘာအချက်ကိုကိုမှာပေါ့နော်ဘယ်လိုတွေဖြစ်လို့ဒီလိုနဲလဲဆိုတဲ့ဟာကိုတွေ့သွားတယ်ပေါ့နော်သူကလည်းတခြားမေးတယ်ပေါ့နော်ဘာကြောင့်ကိုကဘယ်လိုတွေဒီလိုတွေညှစ်နေတယ်အဲ့မှာကျွန်မဆေးဆိုလဲကိုတိုင်းလည်းဆရာဝန်ဆိုတော့ဒီနိုးထွက်စေဆေးတယ်တောက်တယ်လေတော့လေအဲ့လိုမထွက်လာထွက်ပေမဲ့ကွာမလောက်ဘူးအဲ့လိုမျိုးဖြစ်နေတခါညစ်တခါတိုက်နေအဲ့လိုမျိုးတွေအလျင်ကိုမမှီဘူးပေါ့နော်အဲ့လိုတွေဖြစ်နေကျွန်မအဲ့တုန်းကဆိုတအားကို stress ဖြစ်နေတာပေါ့နော်အဲ့ဒါကိုသူကလည်းတခြားမေးတယ်ကိုကလည်းဒီလိုတွေလောက်ခဲ့တယ်နိုးထွက်စေတဲ့ဆေးတွေလည်းတောက်ထားပြီးပြီပေါ့နော်အဲ့ဒါတော့မှဘာဖြစ်လို့မရတာလဲပေါ့နော်ထွက်မြောင်ဘယ်လိုလောက်ရမလဲဆိုပြီးတော့ကျွန်မဒီဆွေးနွေးတာပေါ့နော်ဒီလိုလဲဆွေးနွေးတဲ့တော့သူကဘာပြောလဲဆိုရင်ကျွန်မရဲ့ဒီအမေအနေနဲ့ဒီလောက်ထိစူးစမ်းတာကိုသူမြင်တယ်ပေါ့နော်ဘယ်လောက်တောင်မိခင်တို့တိုက်ချင်လဲဆိုတာလဲတွေ့တယ်သမီးစူးစမ်းထားတာတော်တော်ကြီးကိုလုံလောက်တာထက်တောင်ပို့တယ်ပေါ့နော်မောတဲ့အနက်ပါဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့မှပဲကိုပြန်ပြီးတော့ကြည့်တော့မှမြင်တယ်ပေါ့နော်ဟုတ်တာငါ့ဟိုဒါသူ့ရဲ့ဒီ empathy ခေါ်မှာပေါ့နော်ဒီကိုချင်းစာတဲ့စကားအတိမပြုတဲ့စကားပြောခြင်းဟာကိုယ့်အတွက် stress တွေအားလုံးလျော့သွားစေတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းသူကဒါလေးပဲကိုပြောတာနှုတ်ထွက်စေရစေဆိုတော့ကိုကတောက်ပြီးနေပြီပါပန်းမင်းဆိုတော့ကိုကလှုပ်ပေးနေပေါ့နော်သူအဲ့ဒီလိုမျိုးပြောတဲ့စကားကိုယ့်အတွက်အရန်ကိုတန်ဖိုးရှိတယ်ပေါ့နော်မျိုးရှိတယ်ဒီသူပြောပြနေတာမှသူကရပြီအဲ့လောက်ထိမညှစ်နဲ့တော့စိတ်ကိုအေးထားပေါ့နော်ကလေးကိုပဲတိုက်လောက်ရင်ရပြီပေါ့နော်ညစ်တယ်ဆိုရင်တော့ကလေးဝါပြီဆိုမှမိနစ်10မိနစ်လောက်ပဲညင်ကွာအဲ့မှာမိနစ်20တောင်မှမရလို့မိနစ်25မိနစ်ငါညစ်တာနည်းနေသေးလားမိနစ်30ထိညစ်မယ်ဒီပါကွာအဲ့လိုမျိုးတွေနဲ့ကွာအနုညစ်ရတာလည်းအဲ့တုန်းကဆိုနားလည်းနာစိတ်တွေလည်းအမျိုးဖြစ်ပြီးဒါကို stress ဖြစ်နေတာကိုကမသိဘူးပေါ့နော်ဒါကို तू ကပြောလိုက်တဲ့ခါမှာကိုကလည်းအဲ့မှာစိတ်ကို short လိုက်နိုင်ပြီငါဒီလောက်တာဖြစ်တာပဲဆိုကိုအသိမှတ်ပြု appreciate ခံရတယ်ပေါ့နော်အဲ့ခါမှာအဲ့နောက်ပိုင်းမှာစပြီးတော့ no ထွက်ကပြန်လိုက်လာတာပေါ့နော်ပြောရမယ်ဆိုရင်အဲ့ဒါနဲ့ကိုလည်းစိတ်လျှော့လိုက်တယ်ပေါ့ကလေးကိုလည်းတက်နိုင်များတိုက်ကြည့်တယ်အဲ့နောက်ပိုင်းမှာစပြီးတကယ်ကိုနှုတ်ကပြန်လိုက်လာတာသူကအစားအသောက်ဆိုလဲသူပြောတာအရာဆိုလုံးဝအသားတွေအလောက်ရမ်းမစားနဲ့ပေါ့အစီပိတ်မယ်ပေါ့နော်အရွက်ပြုတ်တွေကကောင်းနေဒါပေမဲ့အသားကမပါတဲ့လောက်တော့ပါပေါ့နော်တကယ်ကိုရီးယားအဲ့တော့ဝက်နွားမီကောင်းနေဆိုတော့လေကိုနွားမစားအမေသားမစားတော့ဝက်ပေါ့နော်ဝက်မီတွေတောက်လိုက်မျိုးစုံပေါ့နော်အစီတွေဆိုလဲများပေါ့ကြက်ပြုတ်ရည်တွေတစ်ကြက်တစ်ကောင်လုံးအိမ်ကလည်းလုတ်ပြရစားခဲ့တာပေါ့နော်အဲ့လိုပြောတယ်ပေါ့နော်ဒါမျှတအောင်စားလောက်ဆိုရင်ရတယ်ပေါ့နော်အဲ့လိုလေးပြောတော့ဒါကြောင့်မလို့ပေါ့နော်ပြောချင်တာကဒီမိခင်မေတို့အနေနဲ့ဒီ stress ကို short ဖို့အရန်ကိုရည်ကြည့်တယ်ကိုကဘလောက်
ကြိုးစားကျမဆိုနီးလန်းပေါင်းစုံကိုကြိုးစားဟိုကောင်းပြီဆိုတော့နာမည်ကြီးဟာလည်းဝယ်တော့ဝယ်စားတာပဲဒါပေမဲ့အဲ့ဒါတွေထက်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရန်ကိုမှအရေးကြီးရပေါ့စိတ်ချမ်းသာလေးနှုတ်ထွက်ကကောင်းနေပဲဖြစ်တယ်ဒါကြောင့်မလို့ဟိုကိုလည်းအရန်ဟိုမထွက်ရဘူးဆိုလဲအပြစ်မတင်ကြနဲ့လို့ပြောချင်တယ်ပေါ့နော်ဒီမိသားစုပတ်ဝန်းကျင်ရဲ့ကိုကြီးစောင့်ရှောက်ပေးမှုကလည်းအရန်အရေးကြီးတယ်ဒီပတ်ဝန်းကျင်ကိုပြောချင်တာကတော့လူမျိုးဟိုမိတို့တိုင်းမိတွေကိုအနေဟိုမှမလုပ်လို့ဖြစ်တာဟိုမှမလုပ်လို့ဖြစ်တာစသဖြင့်ဒီလိုအပြစ်တင်စကားတွေမပြောကြပါနဲ့ဟိုကိုမိခင်တွေကိုယ်တိုင်ကနိုးမထွက်လေဟိုကိုအပြစ်တင်နေတာတို့အပြစ်တင်တဲ့စကားတွေကပို့ပြီးတော့ဆိုးဝါးစေတယ်ဒါအရေးကြီးရပေါ့နော်အဲဒါကြောင့်ဟိုကိုကလေးနို့ကောင်းကောင်းဝါအောင်လို့အတွက်တိုင်းမိတွေစိတ်ချမ်းသာဖို့အရန်အရေးကြီးပါတယ်တော့မိမိကိုယ်တိုင်လည်းကိုအရန်အပြစ်မတင်ကြပါနဲ့ပေါ့နော်ကိုစူးစမ်းထားတာကိုအတိမတ်ပြပါကိုနဲ့ချစ်ခင်နဲ့ကိုနားလည်ပေးမယ်လို့နဲ့စကားပြောပါအရန်ကိုအခက်ခဲဖြစ်လို့လိုအပ်တယ်ဆိုတော့ဒီ lactation consultant နဲ့လည်းတိုင်ပင်ဖို့ကိုညွှန်ပေးချင်ပါတယ်ပေါ့နော်ဒီမိခင်တို့ထွက်ဖို့အတွက်ဆိုရင်ဒီအချက်၃ချက်လုံးကသူဟာနဲ့သူအရေးကြီးတယ်အာဟာရကလည်းပြေဝနေရမယ်ဒါအပြင်ကလေးကိုအချိန်မှန်တိုက်နေအချိန်မှန်ညှစ်နေဖို့ကလည်းမလိုအပ်ဘူးလားဆိုတော့လိုအပ်ပါတယ်အဲ့ဒီမှာအရေးကြီးဆုံးကတော့ကိုယ့်ရဲ့ stress ကို manage လုပ်နိုင်ရမယ်ပေါ့နော်ကိုခန္ဓာကျန်းမာဖို့အတွက်လည်းဂရုစိုက်ကြပါစိတ်ကျန်းမာဖို့အတွက်လည်းဂရုစိုက်ကြပါလို့ပြောချင်ပါတယ်ဒါမှသာကိုယ့်ရဲ့ရင်သွေးတွေကလုံလောက်နဲ့ပြဝရရှိမှာပဲဖြစ်ပါတယ်လို့ပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ရှင်နည်းနည်းလေးရှိသွားပြီဖြစ်လို့ပါထပ်ပြီးတော့သိချင်တာအချက်တွေရှိရင်လည်း comment မှာမေးထားနိုင်ပါတယ်ကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်စီအားလုံးကိုလည်းကျေးဇူးများကြီးတင်ရှိပါတယ်ရှင်